မင်းတို့ကနော်စစ်တပ်ကိုမကြိုက်ဘူးစစ်တပ်ကိုမုန်းတယ်လို့လားပြောနေတာစစ်တပ်မကောင်းကြောင်ပြောနေတဲ့ဟာတွေကငါတို့စစ်တပ်ကနော်1500ရောင်းချထားတဲ့စင်ကတ်တွေနဲ့မင်းတို့ကစစ်တပ်မကောင်းဘူးစစ်တပ်နော်မုန်းကြောင်တွေပြောနေတာမင်းတို့ကောင်တွေလိပ်ပြလုံရလားဆိုတဲ့အောက်တန်းစားနော်ချီးစားငပိန်းတွေကိုပြန်ပြီးတော့ဖြည့်ပေးပါမယ်နော်အဲ့တော့မင်းတို့ကနော်စစ်တပ်ကချပြီး1500စင်ကတ်တင်နဲ့စစ်တပ်မကောင်းကြောင်ပြောနေရတာမရှက်ဘူးလားတဲ့မင်းတို့ကောင်လည်းအဲ့လိုအုံနောက်မျိုးနဲ့မြန်မာနိုင်ငံမှာလူလာဖြစ်တာမြန်မာနိုင်ငံမှာမင်းတို့လိုကောင်မျိုးတွေနဲ့တနိုင်ငံထဲမှာလူလာဖြစ်တာမင်းတို့တော့မသိဘူးငါတော့တော်တော်ကိုရှက်တယ်တော်တော်လေးကိုယွန်းနေကွာပြီလားနော်အဲ့1500စင်ကတ်တွေနဲ့စစ်တပ်ကချပြီး1500စင်ကတ်တွေနဲ့နော်မင်းတို့ကတခုဆိုရင်မင်းတို့ကဂုံစားတယ်နော်မရှိရှိတော့ဂုံစားပြတယ်နော်1500စင်ကတ်တွေစစ်တပ်ကပြီး1500စင်ကတ်တွေကိုတုံးပြီးတော့စစ်တပ်မကောင်းကြောင်ပြောရတာမင်းတို့တွေမရှက်ဘူးလားဆိုရဲကောင်းတယ်သေချာနားထောင်နော်အဲ့တော့1500စင်ကတ်ကဘယ်ချိန်မှရရလဲဦးသိန်းစိန်လက်ထက်မှာရတယ်2010ကျော်မှရတာ2010မတိုင်ခင်မှာနော်1962နဲ့2010အတွင်းမှာဘယ်နှစ်နှစ်ရှိပြီလဲ1500တန်စင်ကတ်တကက်ကိုမင်းတို့တွေ350 300 300 320နဲ့မင်းတို့တွေခိုးနေရကြတော့ရောမရှက်ဘူးလားပြောကြည့်ပါဦးမင်းတို့ခိုးလို့မျိုးလို့ဆိုးလို့ဝါပြီဆိုမှနော်သူ့ရဲ့တန်ဖိုးကိုပြည်သူတွေကိုမင်းတို့ကအယိုးကျွေးစလို့ကျွေးတာမင်းတို့သုံးလို့ဝါပြီဆိုမှငါတို့ပြည်သူတွေကိုမင်းတို့နော်စစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းရဲ့နော်ဘောပိတ်ဘောငုံဘောဆုပ်တွေကငါတို့ပြည်သူတွေအဲ့လိုမျိုးမင်းတို့တွေကကျွန်းသားမင်းတို့ဆက်ဆံနေလို့မင်းတို့ကိုမုန်းကြတာမင်းတို့ကိုစန့်ကျင်ကြတာမင်းတို့တွေနှစ်ပေါင်း60ကျော်ကြာအောင်1500စင်ကတ်ကိုနှစ်ပေါင်း60ကျော်ကြာအောင်မင်းတို့တွေသိန်းရာချီပြီးတော့ပြည်သူတွေစီကနေလိမ်လည်ပြီးတော့ယူခဲ့တာနော်ပြောကြည့်ပါဦးနောက်တစ်ခုကြံသေးရဲ့နော်ဒါတစ်ပတ်စัจ जा သမ်းပါဦးနော်